အပ်ပါသောမျိုးသားလွတ်တော်ဥက္ကဋ္ဌကြီးနဲ့တကွာမျိုးသားလွတ်တော်ကိုယ်စားလှယ်များအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေလို့ဦးစွာပထမနှုတ်ခွန်းဆက်တာဂါရဝပြုအပ်ပါတယ်ရှင်။ကျွန်မကတော့ပညာရေးဝန်ကြီးဌာနမှာပြည်ထောင်စုဝန်ကြီးဒေါက်တာချောချောစိန်ဖြစ်ပါတယ်။ယနေ့ကျယ်ပွင့်ပြမေကွန်း၄ခုများကိုတစ်ခုချင်းစီအလိုက်ကျွန်မအနေနဲ့ပြန်လည်ပြီးတော့ဖြေကြားသွားမှာဖြစ်ပါတယ်။ပထမမေကွန်းကတော့စကိုင်းတိုင်းဒေသကြီးအမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်2ဦးအောင်ချစ်လွင်ရဲ့စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းမှာရှိတဲ့တက္ကသိုလ်ဝန်ထမ်းစာမိုးအောင်မြင်တဲ့ကျောင်းသားကျောင်းသူများဟာအစိမ့်မြင့်ပညာဆက်လက်သင်ကြားနိုင်ဖို့အတွက် Homeland College ကိုလျှောက်ထားတဲ့အခါမှာခွင့်ပြုပေးနိုင်ရင်ပါရန်အစီအစဉ်ရှိမရှိဆိုတဲ့မေးခွန်းဖြစ်ပါတယ်ရှင်။ဒီမေးခွန်းနဲ့ဆက်လင်းပြီးတော့ဖြေကြားရမယ်ဆိုလို့ရှိရင် Homeland College အဖြစ်ကျမတို့2022ခုနှစ်မှာဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ Degree College အဖြစ်ကတော့2023 5လပိုင်း24ရက်နေ့မှာ Degree College အဆင့်အဖြစ်တိုးမြင့်ပြီးတော့ဖွင့်လှစ်ခဲ့ပါတယ်ရှင်။သို့တော်လည်း2021မှာတက္ကသိုလ်ဝန်ထမ်းစာမိုးရဲကိုကျမတို့ COVID-19 ကြောင့်မလို့ဖြေဆိုကျင်းပနိုင်ခဲ့ခြင်းမရှိပါဘူး။ဒီအတွက်ကြောင့်မလို့2022မှာကျမတို့ကျောင်းသူကျောင်းသားလက်ခံနိုင်တဲ့အနေအထားမျိုးမရှိခဲ့ပါဘူး။သို့တော်လည်း2022ခုနှစ်မှာတော့ခန်းဒီလေရှိလက်ဟဲနန်းယွန်းမြို့နယ်တွေကကျောင်းသားကျောင်းသူတွေရဲ့လျှောက်ထားချက်တွေအတိုင်းကျမတို့မြစ်ကြီးနားတက္ကသိုလ်ကိုဝင်ခွင့်ပြုရန်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီးတော့နောက်နှစ်တွေမှာဆိုလို့ရှိရင်လည်းဒီအတိုင်းပဲကျမတို့လက်ခံခဲ့ခြင်းဖြစ်တဲ့အတွက်ကြောင့်မလို့ Homeland မှာနည်းနည်းကျောင်းသားကျောင်းသူနည်းသွားတာလည်းဖြစ်နိုင်ပါတယ်ရှိ။ဒါကြောင့်မလို့2022ခုနှစ်နဲ့2025ခုနှစ်အတွင်းမှာမြစ်ကြီးနားတက္ကသိုလ်ကိုဝင်ခွင့်ရသူတွေအနက် Homeland Degree College ကိုပြောင်းရွှေ့လျှောက်ထားခဲ့သူ26ဦးကိုတော့ Homeland Degree College ကိုပြန်လည်ပြောင်းရွှေ့ခဲ့ပြီးဖြစ်ပါတယ်ရှင်။ Homeland Degree College မှာလည်းအထူးပြုဘာသာရပ်က10ခုသင်ကြားပို့ချလျက်ရှိပြီးတော့ကျောင်းသားကျောင်းသူအားလုံးက138ဦးရှိပါတယ်။ဆရာဆရာမပေါင်း86ဦးရှိတဲ့အတွက်ကြောင့်မလို့သင်ကြားရေးဆရာဆရာမကလည်းလုံလောက်မှုရှိပါတယ်ရှင်။အခုကျင်းပပြီးစီးသွားတဲ့2026ခုနှစ်တက္ကသိုလ်ဝင်စာမိုးအောင်မြင်မဲ့စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကကျောင်းသားကျောင်းသူများအစိမ့်မြင့်ပညာဆက်လက်သင်ယူနိုင်မယ်ဆိုလို့ရှိရင်တော့ Homeland Degree College ကိုလျှောက်ထားလာမယ်ဆိုရင်တက်ရောက်နိုင်ရေးအတွက်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းကိုရှင်းလင်းဖြေကြားအပ်ပါတယ်။ကိုယ်စားလှယ်ကြီးပြောတဲ့ကျောင်းတရက်အပ်တာနောက်ကျလို့ရှိရင်နောက်ထပ်ကျောင်းဆက်လက်တက်လို့မရတော့ဘူးဆိုတဲ့ဟာကတော့ကျမတို့ပညာရေးဝန်ကြီးဌာနကထုတ်ပြန်ထားတဲ့အနေအထားမျိုးမဟုတ်ပါဘူး။ကျောင်းသူကျောင်းသားများတစ်လအတွင်းထဲမှာအချိန်မရွေးကျောင်းကိုဝင်ခွင့်အပ်လို့ရပါတယ်ရှင်။ဒီကျောင်းသားကျောင်းသူတွေ85%ပြည့်တယ်ဆိုလို့ရှိရင်ကျမတို့ကစာမိုးလဲဖြည့်ဆိုခွင့်ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုအခက်အခဲများရှိတယ်ဆိုရင်ကျမတို့စီကိုအချိန်မရွေးပြောကြလို့ရပါတယ်။